အဲ့တော့ဘသူကိုဘသူဂယုစိုက်ပြီးပြင်ရမှာအားလုံးဦးဇင်းအလေးနဲ့ပြောချင်တာကလူဖြစ်ချိုးနှက်အောင်သာသနာနဲ့တွေ့ချိုးနှက်အောင်ဘသူကိုဘသူပြုပြင်ယူမယ်အလိုလိုကောင်းလာမှလားပြင်းယူရမှာပြင်းတတ်သလားအဲ့တော့ပြင်းတဲ့နေရာလဲတပည့်တော်တို့ဘယ်လိုပြင်ရမလဲဗျာဆိုတော့ဦးဇင်းတို့ဒီမှာဥပမာဝတ္ထုလေးတစ်ခုထုတ်ပြအဲ့ဒါလေးနဲ့နမူနာယူပြီးတော့လှုပ်တင်တာလှုပ်ကြပေါ့ဗျာနော်အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးပြီးတက္ကလာနေတော့မှာလျှက်ပေါ်လော်လီတဲ့ယဟန်တစ်ပါးရှိဗါလဲလေလျှက်ပေါ်လော်လီတဲ့ယဟန်တစ်ပါးတခြားမဟုတ်ဘူးသူကဘာလို့လျှက်ပေါ်လော်လီတယ်ပြောရတယ်လဲဆိုတော့ဆုံးဆိုလဲကောင်းမှကြိုက်ဆုံးကောင်းကောင်းလောင်းတဲ့အိမ်ပဲသွားအလူခံဟုတ်ပြီနော်ဟင်းဆိုလဲကောင်းမှကြိုက်ဟင်းကောင်းကောင်းလောင်းတဲ့အိမ်ပဲအလူခံဒီချမ်းမနော်ကျောင်းဆိုရင်လဲကောင်းမှကြိုက်တယ်ကျောင်းကောင်းကောင်းကြီးပဲနေခြင်းနဲ့ကျောင်းဆောက်ပြီးဆိုရင်ကျောင်းတကာကိုဟိုဘိုးတိုင်းလေးထည့်လိုက်ဟိုကြွေပြားလေးကပ်ပိတ်အောင်ပေါ့နော်မျိုးစုံနဲ့ तू ကလျှက်ပေါ်လော်လီပြီးတော့ယဟန်တို့အနေနဲ့မအပ်တဲ့ယဟန်ဆိုတာဘယ်သူစီကမှမတောင်းကောင်းရှင်းလားဘယ်သူစီကမှတောင်းကောင်းပန်ကြားထားသူကလွဲလို့ပေါ့ရှင်ပြပစ္စည်းလေးပါအလိုရှိသလိုအလူခံပါဗျာဆိုရင်တော့ဒါတောင်းကောင်းဒီလိုမှမလျှောက်ထားရင်မတောင်းကောင်းအဲ့တော့လျှက်ပေါ်လော်လီပြီးတော့ तू ကလိုလောဘကြီးတယ်ဘာကြီးလဲလောဘကြီးတော့လျှက်ပေါ်တယ်ဆိုတာငြိမ်ငြိမ်မနေနိုင်ဘူးနော်ကြောင်းအတွက်လုံးပန်းရဆုံးအတွက်လုံးပန်းရညနေဆိုလဲအိမ်တွေပါလေလဲစကားတွေပါလေပြောပါဆိုမနဲ့ဆုံးကောင်းကောင်းဟင်းကောင်းကောင်းရအောင်လို့ရှင်းလိုက်အဲ့ဒါလို့လျှက်ပေါ်လော်လေတဲ့ယဟန်သင်္ကန်းဆိုလဲကောင်းပိတ်ညွန့်ပိတ်ဆိုမှဟုတ်ပြီနော်ဒါလို့တပါးတွေ့ဘူးတဲ့ဟိုတော်ထဲမှာအတူဝါဆိုခဲ့ကြတယ်အဲเจ้าလာပြီးတော့ဦးဇင်းတို့ကိုဆရာသမားပဲဆိုလာကြတော့တယ်အသက်ကတော့ကြီးပါပြီဦးဇင်းတို့ကဝါကြီးတယ်သူကတော့ဝါငယ်တယ်ပေါ့လေအဲလာကြတော့ဦးဇင်းကလည်းဂျုံတိုင်းတစ်ခုမဟုတ်တစ်ခုတော့ပြန်ပြီးစွန့်လိုက်တယ်ကိုကဝါကြီးတယ်ဆိုစွန့်နေပြောရတာပေါ့နော်တကယ်တော့အသက်ကြီးသူကိုလှူလိုက်ပင်မရှာမှာပဲဒါပေမဲ့သူကထွန်းတက်လာနောက်တော့ကောက်လာပထမတစ်ခါသင်္ကန်းလှူလိုက်တယ်ကိုကလည်းဂျုံတာလှူလိုက်တာဘယ်အစကောင်းမှန်းလည်းမသိဘယ်သင်္ကန်းကောင်းမှန်းလည်းမသိဟိုတုန်းကခုတော့တော်တော်လေးပါလာပါပြီဘုန်းကြီးပါဝါလာနော်အဲ့တော့နောက်တစ်ခေါက်လာတော့သူပါပြောလိုက်တော့ရှင်ဖျားတယ်ဘုံမစီဝိုင်စီလေးဝတ်ချင်လို့ရှင်ဖျားအဲ့ဒါဘာပြောတာနော်သူမင်္ဂလာငါဘယ်သိမှာရှင်ဖျားဘာအဲ့ဒါသင်္ကန်းလေးဘယ်လိုအသားမျိုးတုံးဖျားတပည့်တော်ပြသမ်းပါဦးကဲတပည့်တော်လှူလိုက်ပါဆိုဒီမှာစီမံပြီးတော့လှူလိုက်တနေ့နောက်တစ်နေ့လာပြန်အဲ့ဒီဘုံမစီဝိုင်စီဆိုမှဂျပန်စီဝိုင်စီအစ်စ်အရင်တော့ကတရုတ်ကြီးတဲ့ရှင်ဖျားအဲ့တော့ဂျပန်ဘုံမကြက်သွေးရောင်လေးအမေအသက်က80ကျော်နေပြီနော်ဆိုတော့ကဲရှင်ဖျားသူ့အရေးမှာခိုးဘူးတော့ကျေးဇူးရှိတယ်ဆိုလိုက်ရှာပြီးကဲရှင်ဖျားကဲဒါအရှင်ပြေပဲပြီးသွားနောက်တစ်နေ့ရောက်လာပြန်တရီလိုက်ပဲဆိုတော့သူမင်္ဂလာလည်းစိတ်ကရှည်ကိုနော်ကိုတော့လုံးမိတယ်လေတောထဲနေတာဘယ်သူမှသွားရှိုးပြမလို့လေတပည့်တော်ကအရှင်ဘုရားတို့တောင်ပေါ်မှာနေတဲ့ယဟန်နေဆိုရင်သင်္ကန်းထူကြိုက်တတ်တယ်ဆိုထူတဲ့သင်္ကန်းလေးဘေးဖယ်ထားဒါကလေးတွေရွေးခိုင်းတာကိုမသိဘူးအဲ့တော့လာရင်တောင်ပေါ်ယဟန်ကိုလှူဖို့မြေပြန်ယဟန်ကိုလှူဖို့ဒီလိုတပည့်တော်ပြန်လှူနေတပည့်တော်ကြုံတာဝတ်တာဆိုတော့ရှင်ဘုရားပြောတာတွေတပည့်တော်မသိဘူးအဲ့တော့ရှင်ဘုရားတောထဲနေပြီးတော့မအေးချမ်းပါလားရှင်းလားမတင်းတိမ်နိုင်ဘူးဘာလို့ဖြစ်နိုင်လဲကဲတော်ရယဟန်တတိတိုင်းပဲကြီးဝတ်ထားတော့ဘာထူးသွားမလဲဘုံလူကိုတွေတက်လာမလားတရားတွေတက်လာမလားရှင်းသလားအဲ့ဒါလိုယဟန်မျိုးဒီမှာလျှက်ပေါ်လော်လီတဲ့ယဟန်ဒါပေါ့တချို့တွေရှိတယ်ဦးဇင်းတို့တကယ်ချင်းတွေပါချဲထိုးနေကြတော့ဟာဘာကိုတို့ချဲနေကိုတို့နဲ့ပါဆိုင်လို့ရှင်ဘုရားတို့ဆိုတာသာသနာရဲ့ရှေ့ဆောင်လူတွေရဲ့ရှေ့ဆောင်လူတွေကိုလမ်းမှန်ပြမှာအရှင်ဘုရားတို့ကစလမ်းလွဲလိုက်နေဘယ်လိုလုပ်တပည့်တော်တို့သာသနာထွန်းကားတော့မလဲအခုလည်းမွဲလိုက်ကြတာတာတေကိုလမ်းနေပြီ
ဟုတ်လားမဟုတ်လားဒါကိုခင်ဗျားတို့ချမ်းသာတယ်လို့များဆိုချင်လားချမ်းသာတယ်လို့လက်မထောင်တဲ့လူချက်ချင်းလမ်းပြင်ခိုင်းလိုက်ရှင်းလားကိုချမ်းသာပါလေဆိုဒီမှာဥဒုမင်္ဂလာတို့အခုနာဂေကဲတဲ့ရေးဟိုရွာတယ်ပေးနေတယ်ခု3ရွာလက်ငင်းတယ်ပေးနေ3ရွာရှိဘိုးတော်ကကဲတဲ့ရေးကုညီရေးတွေဆင်းတယ်ဒါပေမဲ့သူမင်္ဂလာမှာနေစရာအကြောင်းမရှိဘူးအဲ့တော့ဟိုမှာပြောထားခဲ့တယ်မင်းတို့လိုအပ်တာရှိရင်ပြောငါချက်ချင်းလာခဲ့မယ်ကျမ်းမာရေးပဲလို့ဘာပဲလို့ငါလိုအပ်တာလုပ်ပေးမယ်ပြောထားတော့ဘဝလူတွေကအကြောင်းမကြောက်တရက်ကြမှာဦးစင်းကဆင်းပြီးတော့သွားလို့တော့ဟိုမှာနေရမှာနေစရာမဲ့ထိုင်စရာမဲ့ဖြစ်နေတော့ကဲဒါလုံးကြကွာမင်းတို့ငါပြောဆိုတော့ဘာလို့မပြောဆိုရှင်ပြားလေရှင်ပြားကိုယ်တိုင်ကကြောင်းနေစရာမရှိဘူးအဲ့တော့တပည့်တော်တို့ကအဲ့ဒါအာနာလို့ဟာအာနာစရာမရှိဘူးနေစရာကြောင်းမရှိလေချမ်းသာလေပဲရှင်းလားကြောင်းရှိရင်ကြောင်းတွေပူးနေရအောင်ပါဟေးငါပြောမယ်မင်းတို့အဲ့ဒီမှာရလာတဲ့တရားကွက်လေးအလုံးသားတော်ကြီးတိုက်ကြီးကားကြီးနဲ့စီးစိမ်အပြည့်နဲ့နေပြီးတော့သူတစ်ပါးကိုကိုကြီးထောက်ပံ့လှူဒန်းမှုဘာမှမလုပ်နိုင်တဲ့လူနဲ့ကိုရတတ်သမျှလေးနဲ့ကိုခွန်အားလေးနဲ့တပြက်စီးလဲနိုင်တပြက်စီးလဲရေအိုးစင်တဲနိုင်ရေအိုးစင်တဲဟုတ်ပြီနော်အများအကျိုးလှူဒန်းနေတဲ့လူနဲ့ဘယ်သူချမ်းသာလဲသေချာပြောဟမ်တိုက်တဲ့ကားတွေစိန်တွေရွှေတွေအပြည့်နဲ့လူရေးတန်းရေးကုညီ6ပန်ရေးဘာမှမလုပ်နိုင်တဲ့လူနဲ့ရတတ်သမျှခွန်အားလေးနဲ့ကုညီ6ပန်လူဒန်းနိုင်တဲ့လူဘယ်သူကမြတ်တယ်ကုညီ6ပန်တဲ့လူကမြတ်တယ်ဘယ်သူကချမ်းသာတယ်ကုညီ6ပန်လူဒန်းနိုင်သူကချမ်းသာငါအလူလုံးနေရတာကွာစိတ်ကိုချမ်းသာလုံးလို့ဟေးလာချမ်းပါပေးခြင်းလို့ရှင်းလားသဘောပေါက်သလားအဲ့ဒါရယူဖို့ကြီးကြိုးစားနေတဲ့လူနဲ့ပေးဆက်ဖို့ကြိုးစားတဲ့လူဘယ်သူကအစင်တမ်းမြင့်လားအဲ့ဒါလေးမှတ်ထားရှင်းသလားသဘောပေါက်သလားလူဘဝရောက်ခိုက်လူပြစ်မရှုံးကြစေနဲ့ဟမ်ဒါမှရွာထဲကလူတွေအရက်ကလေးတများများဘီယာလေးတများများနေနိုင်တာအဲ့နဲ့ကွာတို့လုံးเสียရတယ်တပုံကြီးဟင်အခုခင်ဗျားတို့ရွာလန်းလျှောက်လာတာကိုဥဒုမင်္ဂလာစိတ်ထဲမှာလှုပ်လာတာအများကြီးဒီလမ်းကြီးကိုပထမချက်ပလိုက်မယ်ဟမ်ဘောပါနော်မပြီးရွာသူရွာသားတွေစီယုံပြီးတော့ငါတို့တရားပွဲကြီးတွေလုပ်မယ်ဥပုံနေ့တိုင်းမှာငါတို့ကြောင်းသွားပြီးတော့ဥပုံသီလခံယူမယ်တရားတွေနာကြမယ်ဟင်လှုပ်เสียတယ်မရှိဘူးလားလူမှုရေးတွေရက်ရေးရွာရေးတွေလှုပ်เสียတယ်အများကြီးကြီးလိုက်ရင်ဗမာလူငယ်တွေဘီယာဆိုင်ထိုင်လိုက်အရက်ဆိုင်ထိုင်လိုက်လက်ဖိတ်ဆိုင်ထိုင်လိုက်ငုတ်တုတ်မေ့နေကြတာရှင်းတယ်နော်ဩလူပြည့်ရှုံးနေတဲ့ကောင်ကြီးကိုလူဖြစ်အောင်မလုပ်တတ်တဲ့ဟာတွေရှင်းသလားကဲတရားဆက်ဟောမယ်ကြည့်နော်လျက်ပေါ်လော်လေတဲ့ယဟန်ဘယ်လိုအဲ့ဒီယဟန်ကအဲ့ဒါလိုခုနကလိုလုပ်နော်ဟောတော်ကြီးရတယ်ချဲထိုးဘာညာပေါ့လေအဲ့တော့ချဲထိုးတယ်မင်းကြီးတယ်ကိုတော်ဘာလို့ချဲထိုးလဲဆိုကျောင်းဆောက်ရှင်လို့ကျောင်းဆောက်ရှင်ချဲမထိုးနဲ့ဖះအဆုံးမအတိုင်းနေအော်တိုပြီးသွားလိမ့်ဘောပါလားသီလသမာဓိပြည့်စုံအောင်ပညာပြည့်စုံအောင်သာနေပါဗျာမတောင်းတပဲပြည့်ပါရှင်နဲ့ကလာရေးချဲထိုးနေရင်ကိုတော့ကျောင်းမဆောက်နိုင်ဘူးကျောင်းလည်းမပြီးဘူးဆိုတော့ကဲလက်ပေါ်တဲ့ယဟန်အဲ့ဒီသတင်းကဘုရားစီရောက်သွားဘယ်သူရောက်သွားရောက်တော့အဲ့ယဟန်ခေါ်ကြတဲ့ဆိုခေါ်သွားဖို့ဗျာဘုရားနာရောက်သွားရောရောက်တော့ဘုရားရှင်ကိုတော်မြတ်ကြီးကမင်းချဲထိုးနေတယ်ဆိုအားဟုတ်ပါဘူးဘုရားလက်ထက်ကချဲမရှိဘူးနော်မေ့လို့မင်းလျက်ပေါ်လော်လေတဲ့အမူအကျင့်ရှိတယ်ဆိုတာဟုတ်သလားဆိုတော့ဘုရားရှိကြတော့လိန်လို့မရမှန်ပါဗျာတဲ့တပည့်တော်လည်းကြောင်းလေးဆောက်တာမပြီးသေးတော့ဗျာလို့ရပါတယ်ဗျာဟမ်ဆုံးကိစ္စကုန်းကိစ္စပြည့်စုံအောင်လည်းလုံးမတော့တပည့်ဘုရားတပည့်တော်ငြိမ်မနေနိုင်ပါဘူးဟုတ်ပြီနော်အဲ့သူကယဟန်ဖြစ်တာသူယဟန်ဘဝမှာယဟန်ဖြစ်ရကြိုးနိုင်ရလားလူဘဝရတဲ့လူဒုက္ခမပြည့်စုံယဟန်ဘဝရတယ်ယဟဒုက္ခသမဏဒုက္ခမပြည့်စုံရင်ယဟန်ဖြစ်ရတာရှုံးတယ်မမြတ်တာမဟုတ်ဘူးပါပဲတော့ရှုံးတယ်ယဟန်ဖြစ်ရင်ယဟန်ဒုက္ခရရလူဖြစ်ရင်လူဒုက္ခဘာလဲဆိုတော့သူများကိုလှူနိုင်တန်းနိုင်ပေးနိုင်ကမ်းနိုင်တာဒုက္ခရှင်းသလားကိုချင်းတရားတွေစောင့်ထိန်နိုင်တာဒ
ဒုက္ခအဲ့ဒါလူတန်ဖို့လူချမ်းသာခေါ်တယ်ကိုချင်းတရားဆိုတာတိရစ္ဆာန်တွေထိနိုင်သလားနတ်တွေမြမာတွေထိနိုင်သလားဘယ်ဘုံမှာပဲထိလို့ရတယ်လူဘုံမှာပဲခိုးစရာရှိတယ်မခိုးဘူးကွာရှင်းတယ်နော်လိန်လို့ရတယ်မလိန်ဘူးကွာတတ်လို့ဖြစ်တယ်မတတ်ဘူးကွာရှင်းတတ်သလားအဲ့ဒါလူတန်ဖို့ရှင်းရလားဟဲ့ရှင်းရောရှင်းတတ်ကြလားအဲ့ဒါလူဘဝရဲ့အရာသာတတ္တဝအများကိုချမ်းသာစေလိုစိတ်အမြဲမွေးထားတဲ့မေတ္တာဆင်းရဲနွမ်းပါးသူတွေကိုအမြဲကူညီဆောင်မလိုတဲ့ကရုဏာရှင်းလားအဲ့ဒါလူဘဝရဲ့အရာသာအဲ့ဒီအရာသာတွေသုံးဆောင်ခံစားနိုင်မှလူပိသရှင်းတတ်သလားယဟန်ဘဝဒီတိုင်းပဲတပိတ်သလုံးသင်္ကန်းသုံးတယ်ရောင်ရဲလွယ်ရမယ်အေးချမ်းစွာနေနိုင်ရမယ်ဓမ္မသမဏဒုက္ခကိုရမယ်အဲ့ဒီဒုက္ခရမှယဟန်ဖြစ်ရကြရှင်းရလားရှင်းရောရှင်းတတ်ကြလားအဲ့တော့จิตသားတဲ့မင်းဟာကလူ၅ပါးအာယုံကာမဂုဏ်တွေကိုလည်းသုံးဆောင်ခံစား권မရှိဘဲနဲ့ယဟန်ဝတ်လာတဲ့အတွက်ကာမဂုဏ်ဒုက္ခတွေလည်းမင်းပျက်စီးတယ်ယဟန်ရောက်လာတော့ယဟန်ဘဝယဟန်ဒုက္ခယဟန်ဘဝကိုပိသအောင်မနေနိုင်တော့ယဟန်ဘဝလည်းပျက်စီးတယ်မင်းနှခါရှုံးပေါ့ရှင်းသလားจิตသားတဲ့မင်းဘာနဲ့တူလဲဆိုတော့ကြီးကန်းလိုပါပဲကွာဘာလဲလဲတခါတုန်းကကြီးကန်းလိုပါပဲကွာလို့ဘုရားကဒီလိုလေးပြောလိုက်တော့ဘုရားရှင်ကိုရောမြတ်ကြီးကိုအနာရှိတဲ့နတ်သားယဟန်တစ်ပါးထလျှောက်ရှင်ဗျာအခုတူလျှက်ပေါ်လော်လီတို့ကာမဂုဏ်ဒုက္ခဆုံးရှုံးတာတမနာဒုက္ခဆုံးရှုံးတာတွေတော့တပည့်တော်တို့မြင်ရပါပြီအဲ့ဒီကြီးကန်းလေးကဘယ်လိုဖြစ်တယ်ဆိုတာလေးလည်းတပည့်တော်တို့ကိုအစဉ်သနာခြင်းအကြောင်းပြုပြီးဟောတော်မူပါယဟန်တစ်ပါးထားလိုက်ပြီးဘာလို့လဲရှောက်တယ်ဘုရားတို့သိကျင်လားဒီတရားကကြီးလို့မဖြစ်စေနဲ့ဘာလဲလဲကြီးလို့ဖြစ်စေလာမယ်နော်အဲ့တော့မှတောင်းပန်တော့ဘုရားကကဲနားထောင်ကြจิตသားတို့တခါတုန်းကပေါ့ကွာ once upon a time ပေါ့နော်တစ်ချိန်တုန်းကဘယ်ချိန်လဲတော့မသိဘူးနော်ပါရဏသီပြည်မှာဗြဟ္မဏမင်းကြီးဆိုတာလဲဒါအခုပြောမှတိရစ္ဆာန်တွေအကြောင်းဆိုတော့ဗာမင်းအုပ်ချုပ်နေသူတို့နဲ့သိမဆိုင်ဘူးနော်ပါရဏသီဗြဟ္မဏပြောရတာကျိုးတို့လူတွေအတွက်တော့နည်းနည်းဆိုင်တယ်ဒီတိရစ္ဆာန်တွေအတွက်ဆိုင်သလားဆိုင်တဲ့နေရာလဲဆိုင်မှာပေါ့ဗျာနော်အခုဒီထဲတော့မဆိုင်ဘူးလို့ထားရမှာပေါ့အဲ့တော့ဘုရားအလောင်းကအဲ့ဒီအချိန်မှာအလောင်းတော်ဘုရားကဘာဖြစ်နေလဲဆိုတော့ငုံကလေးတစ်ကောင်ဖြစ်ဘာလေးဖြစ်လဲတောထဲမှာကျက်စားတဲ့ဘာလေးလဲငုံငယ်ကလေးတစ်ကောင်ဖြစ်နေတယ်အဲ့ဒီတောထဲမှာပဲကြီးတစ်ကောင်လည်းရှိဘာရှိဒါကသူဇလန်းနဲ့ပါတဲ့ဟာမဟုတ်ပေါ့ဗျာတောထဲမှာတိရစ္ဆာန်တွေတော့အများကြီးရှိတာပေါ့သို့တော့ဒီဇလန်းထဲမှာပါတဲ့နှကောင်ကအဲ့ဒီတောထဲမှာပဲတူနေကြတာပေါ့အဲ့တော့ငုံကလေးကတော့သူကနေ့စဉ်နဲ့မြသူ့တောထဲကအမတန်သာယာတဲ့နေရာလေးတစ်ခုမှာအန္တရာယ်ကင်းတဲ့နေရာလေးတစ်ခုလူသူဝေးတဲ့နေရာလေးတစ်ခုတိရစ္ဆာန်တွေကအန္တရာယ်ကင်းခြင်းရင်လူနဲ့ဝေးအောင်နေရနော်အန္တရာယ်ကင်းခြင်းလူတွေတော်တော်ဆိုးပုံရတယ်နော်အဲ့တော့ဝေးအောင်သူတို့နေတယ်တောထဲမှာမြက်သီးဆန်ကြောက်ကလေးတွေပဲစားတယ်ပါစားမြက်သီးဆန်ကြောက်ကလေးတွေပဲစားပြီးတော့သူကအဲ့နားလေးတွေမွေးလျော်ပျော်ပြီးတော့နေတယ်ဘယ်မှသူမသွားဘူးဟုတ်ပြီနော်တခြားသတိဝလံတွေလည်းလိုက်ပြီးကောင်းထူးထူးထွေထွေလိုက်ရှာဖွေမစားဘူးအဲ့ဒီမြက်သီးဆန်ကြောက်ကလေးစားအချိန်တန်စားဆောကစားအချိန်တန်အိတ်သူကသူဒီတိုင်းနေကြီးကတော့တောထဲမှာရှိတဲ့အသေးကောင်ဘုတ်တွေခွေးသေးကောင်ဘုတ်နွားသေးကောင်ဘုတ်ဆင်းသေးကောင်ဘုတ်အကုန်စားအဲ့ဒီကောင်ဘုတ်တွေမရရင်သတိဝလံနေစားဒီလိုမှမရတော့တောထဲတင်သူမကျေနပ်ဘူးလူမျိုးရွာနာတိကပ်ပြီးတော့သူအစာရှာဟုတ်ပြီနော်ကဲကြီးကအဲ့လိုရှာလိုက်တာရွာထဲအထိဝင်ပြီးတော့မိဖို့ကြောင့်လည်းဝတ်သားတော့ဝင်ဆွဲလို့ဆွဲဟမ်လမ်းထားတဲ့အမဲသားကြောင့်ဆွဲလို့ဆွဲဒီလိုလုပ်တော့ဒီကြီးကိုရွာသားတွေကသိသွားတော့
လက်ခံမလားလက်မခံတော့ဒီကြီးပါလို့မောင်းထုံမှာပေါ့နော်မောင်းထုံပဲလိုက်ပြီးသတ်မယ်အန္တရာယ်ပြုတ်မယ်ဆိုတာမသေးကြဘူးလားပြုတ်ခြင်းလို့ပြုတ်တာလားသူတို့ပစ္စည်းဝင်ခိုးလို့လားအဲ့တော့ဟိုကအစာလောဘတက်ပြီးတော့ယွာနာကပ်ပြီးတော့ကျက်စားတော့သူ့မှာကစားကောင်းတော့ဖွယ်တော့စားရတယ်လူတွေစွန့်နေဟာစားတယ်ဆိုဘာမှပြဿနာမရှိဘူးလောဘကတက်လာတော့စွန့်တာလည်းမဟုတ်တော့ဘူးကောင်းလို့ရလှမ်းထားတာလေးတွေလည်းစားလက်ရင်မိဖို့ကြောင့်လည်းဝင်တော့ရှင်းတယ်နော်အဲ့တော့ဒီကြီးကအဲ့လိုနေတော့တရက်ကြတော့ရွာသားတွေကသိတော့ကြီးကိုလိုက်ပြီးတော့အန္တရာယ်ပြုတာနဲ့ဒီကြီးလေးပြန်ပြေးရတော်တယ်ဟုတ်ပြီနော်လူသူလွတ်တဲ့နေရာတော်တယ်ပြန်ပြေးဗတ်တိနဲ့မောလာပြီးတော့သူတို့ချက်စားရအဲ့ဒီမြက်ခင်းပြင်တာရာလေးနဲ့ရောက်တော့ဩငါနေရာတော့ရောက်ပြီဒါတော့ဆိုရင်လူတွေမလိုက်နိုင်တော့ပါဘူးဆိုတစ်ကိုင်းလေးတစ်ခုပေါ့နားတော့မြက်ခင်းလေးပေါ်မှာရှိတယ်ဘယ်သူလဲငုံအဲ့ငုံကဘယ်သူလဲဘုရားလောင်းငုံကလေးသူကလိုက်တယ်ပြီးတော့ဘာလေးစားမျက်စိတန်ကြောင့်ဆိုတော့ကြီးကလည်းကြည့်တယ်ကြည့်တော့ဘယ်လိုကြည့်တော့ကြီးကံတောင်းမှောက်ပါလေကြီးကံတောင်းမှောက်နော်ပြာကြီးပြာနဲ့ငြိမ်ကိုမနေနိုင်ဘူးဟမ်မျက်လုံးကဟုတ်လားပြာခတ်နေအောင်မကြည့်ရဘူးလားအဲ့လိုကြည့်လိုက်ရင်လည်းတွားတွေ့တယ်ဘယ်သူတွားတွေ့လဲငုံလေးတွားတွေ့တော့ငုံလေးကြည့်တဲ့ကြောင့်ငုံကစူဖြိုးဝက်ဖြိုးလေးအမွေးတောင်တွေကလှပပြီးတော့တခါလဲငုံလေးကလှနေတယ်စူဖြိုးနေတယ်ကြီးကန်းကသူ့ကိုယ်သူပြန်ကြည့်တော့မဲပိန်ဟမ်ခုခေတ်မော်ဒယ်ကလေးလို့ပေါ့ဟမ်ဘယ်လိုနေတော့မဲပိန်မဲ66ပြင်ဘာဖြစ်လို့ပိန်နေတယ်သူ့မှာအစီမရှိဘူးကြီးဆိုတာအစီမရှိဘူးရှင်းတယ်နော်ဒါပေမဲ့ဝါဖြိုးရှိရလားမရှိတော့ကြည့်တယ်ဟိုကောင်ကဝါဖြိုးနေတာပဲဘာတွေစားလဲမသိဘူးငါတော့ကောင်းလို့ရတွေလိုက်ရှာစားနေတာငါခန္ဓာကိုယ်ကပိန်နေဟိုကောင်ကဝါဆိုပြီးတော့ကြီးလေးရတယ်ခါလေးဝဲပြီးတော့ငုံလေးနဲ့ဆင်းလိုက်ဆင်းတော့ငုံကဟာအသင်ကြီးဘယ်လာသလဲအစာရည်စာမြတ်တရှိရလားပေါ့နှုတ်ဆက်တာပေါ့သူတို့ချင်းချင်းပေါ့နော်နှုတ်ဆက်တော့ကြီးကမြတ်တာပါတယ်တဲ့ငါလည်းခုရှာရင်ဘွင်းနဲ့ခွာအခုလူတွေလိုက်လို့ပြေးလာတာမင်းမေးကြရှိလို့မေးပြရစီအိုးဘာမေးမှာတော့မေးလေတွေတီတော့ရှောင်းမေးနေငါလည်းမသိဘူးငုံဆိုတော့ငုံလောက်ပဲသိမှာပေါ့ရှင်းသလားခါလေသူ့မိန်ကလာလည်းအဲ့ဒါပြောရတာတချို့ကြတော့ဟိုကလာမေးကျင်တာဟာဘယ်ပါဠိတော်ကနေဘယ်အပိုက်ကနေဘုန်းကြီးဘလို့ဆိုထားတာအဲ့ဒါလာမမေးနဲ့သူ့မိန်ကလာမသိဘူးနော်သူ့မိန်ကလာမူဂျိုအစ်စ်မသိရှင်းလားတော့နောက်ကဘွဲတတ်ထားတဲ့သူ့မိန်ကလာမူဂျိုပါဆရာတော့လေဒေအိုးဆရာငါသိတာဒေအိုးပဲသိတယ်ရှင်းလားဘယ်လိုလုပ်ရင်ဒေအိုးရောက်မယ်ဘယ်လိုလုပ်ရင်ဒေအိုးလွတ်တယ်ဒီနှစ်ခုပဲငါသိတယ်ကျန်တာမမေးနဲ့ရှင်းလားသဘောမပေါက်သလားဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဒေအိုးသွားကြမလားဒါဖြင့်ဒေအိုးမသွားဘူးဆိုဘာလုပ်လဲဒေအိုးလွတ်ကြောင်းလုပ်မှာပေါ့လွယ်လေးဥစ္စာဟမ်ဒေအိုးမသွားဘယ်လိုလုပ်မလဲသင်ရင်တော့တတ်တယ်နော်တို့မြန်မာဗုဒ္ဓဘာသာတွေရဲ့ကျက်တူရွေးအဆင့်လောက်ပဲရှိသေးတယ်ရှင်းတယ်နော်ဘယ်သူကိုယ်တိုင်သိရမှာလဲသစ္စာဉာဏ်ကြီးကိုဘယ်သူကိုယ်တိုင်ရရမှာလဲသူများဉာဏ်အားကိုးရမှာလားကိုယ်ဉာဏ်ကိုအားကိုးရမှာလားကြည့်အချိန်အပြည့်နေပြီလားဒီမှာကြည့်နော်ကြီးရဆင်းလာမေးတယ်ငါမေးစရာရှိလို့ဆိုမေးတယ်သိတော့တော့မေးပေါ်တယ်သိတော့လဲရှည်ဝေးငါမသိပါဘူးလေဆိုတော့ချမ်းမို့ပါကွာတလွဲလည်းမထင်ပါနဲ့ငါမင်းကိုကြည့်ရတယ်မင်းဝမ်းဖြိုးနဲ့စူးပြေဖြစ်အမင်းဘာဒီစားလဲငါပြောစမ်းဟမ်ငုံပါစားတော့မျက်စိသာကြောက်ပဲစားငါစားနေတာဒါတွေပဲတဲ့ရော့ချီပြီးပြဒါပဲဟုတ်ဘူးမင်းငါ့ကိုမရှိုးနဲ့အချင်းချင်းတကယ်မေးတာတကယ်ချင်းဟာသိချင်လို့မေးတာလုံးစမ်းငှက်ကဲချင်းမယ်မင်းတိုင်းမရှိုးရနဲ့နော်စားတဲ့တော့မပါဘူးဒါသူ့မင်္ဂလာထည့်ပြောတာပေါ့နော်အဲ့တော့တိုင်းမရှိုးနဲ့လှုပ်ဆမ်းမှာဆိုတော့ဩငါရှိမယုံဘူးဟုတ်အသင်ကြီးငါတို့ငုံဆိုတော့ဒါပဲစားတယ်ကျန်တာဘာမှ
စားလူတို့အသီးနှံအသီးရွက်ငါတော့တစ်ခုမှရခင်းနေတဲ့ဗာလေးတွေဝယ်စားခြင်းမရှိဘူးတဲ့ဆိုတော့ဒါကြောင့်ငါတော့အေးစစ်စစ်ပဲကွာတဲ့ဒါပဲစားနေတယ်တကယ်ပဲလားတကယ်ချင်းတကယ်ပဲငါဒါပဲစားတာမင်းဘာဖြစ်လို့မင်းနေတာလဲငါအော်လို့မင်းကမျက်သီးစံကြောက်စားပြီးဝါငါအကုန်စားရတာဟမ်အကုန်စားတာကိုဒီမင်းအကုန်စားလို့ပိန်တာရှင်းလားအကုန်ရှောင်မစားအေးလူတို့ဟာကောဘာကောမင်းကစားတဲ့နာကောမစားတဲ့ငါကောလှုပ်တဲ့နာကောမလှုပ်တဲ့နာကောမသိပဲရမ်းလုံနေတော့ကြီးဆိုတာဘယ်လိုစားတော့ကြားဘူးလားလေပြောပြတာအေးသာရုဒီနာတယောက်ပဲပြောတယ်ကြီးလန့်စာစားဘာလဲလေကြီးကလွတ်လပ်အေးချမ်းချမ်းစားနေတာအထိတ်တလန့်စားရသလားဦးဇင်းတို့နေတော့ခမဲတော်ကြီးကငှက်ကလေးတွေအများနဲ့စားကျွေးလို့ရှိတယ်ကျွေးတဲ့နေရာမှာဆန်ကလေးကဆန်ကလေးသီးတန့်စားတယ်ခိုးသီးတန့်စားတယ်အဲကြီးဆိုတဲ့ကောင်ကသူ့အများထဲဟိုထဲလူဒီထဲလူသူတို့တတ်ပုံကျွေးမရဘူးရှင်းတယ်နော်အဲ့တော့သူတို့အေးဆေးဆေးစားနိုင်သလားဆိုတော့မစားနိုင်အဆန်လေးတစ်ဆန်ကောက်လိုက်ဟမ်ဘယ်လိုစားကြီးလန့်စာစားအစားများတော့လန့်တာပေါ့ဗျာဟမ်ဘာဖြစ်လဲအစားများတော့လန့်ကျုံရအကုန်စားတာဟိုစီးမရှိကမ်းမရှိရှင်းသလားအဲ့တော့ဒီကြီးဝနိုင်ပါအောင်မလားအဲ့တော့ဘုရားအလောင်းငုံကတရားဟောတယ်အသင်ကြီးတဲ့ငါတို့ငုံတွေဝါဖြိုးတာဟာအစာကောင်းကောင်းစားနေလို့မဟုတ်ဘူးကွာဒါပေမဲ့အဲ့ဒီမျက်သီးဆန်ကြောက်ဟာငါတို့အတွက်အကောင်းဆုံးအစာပဲမျက်သီးဆန်ကြောက်ကဘာလို့အကောင်းဆုံးအစာဖြစ်လဲဘယ်သူ့ကိုမှလည်းအနောက်ရှက်မပေးဘူးအန္တရာယ်လည်းကင်းတယ်ဘေးလည်းရှင်းတယ်သဘောပါသလားမျက်သီးဆန်ကြောက်စားခြင်းသည်သူ့မှာဘေးရအန္တရာယ်ရှိသလားသူတစ်ပါးယံတတ္တုပြုစရာရောရှိသလားတပါးသောပုဂ္ဂိုလ်တော့အနောက်ရှက်ဖြစ်သွားသလားငါစားတဲ့အစာဟာဘသူကိုမှအနောက်ရှက်မပေးဘူးဘသူထံကမှလည်းလူစားစရာမလိုဘူးကွာတဲ့အမတန်မှအန္တရာယ်ကင်းတဲ့အစာချမ်းသာတဲ့အစာမို့လို့ငါအတွက်ဩဇာပြည့်နေရှင်းလားဟိုနာဝိုက်ဒီနာလီဟိုလိုလိန်ဒီလိုကောက်စားကျင်တိုင်းစားနေတဲ့ကြီးကတော့ရှင်းသလားအဲ့တော့ဘလောက်ကောင်းတာတွေစားသူ့အတွက်အာဟာရဖြစ်သလားဘာလို့မဖြစ်လဲခိုးစားတယ်ဟမ်ဝက်စားတယ်လူစားတယ်တိုက်စားတယ်ရှင်းလားအဲ့လိုလူတွေဘယ်တော့မှမချမ်းသာဘူးတို့ပြောတော့ရှင်းလားသူတို့မှအေးချမ်းမှုရှိသလားခိုးစားနေတဲ့လူတွေချမ်းသာသလားချမ်းသာဘူးဟိုလမ်းမှာကြည့်စီဆိုင်တွေရှိတယ်ဓာတ်စီဆိုင်တွေဒီစီဆိုင်တွေရှိတယ်ဆိုင်တိုင်းခိုးတာပဲမခိုးတဲ့ဆိုင်မရှိဘူးဘယ်သူချမ်းသာတော့မင်းဘယ်သူမှမချမ်းသာရှင်းလားငွေတွေအများကြီးကြရတာပဲဟိုဘက်ဝင်လိုက်ဒီဘက်ထွက်လိုက်ဆိုတော့သခိုးလက်ကတဝက်လူလိုက်ကုန်ရောသဘောပါသလားသူတို့ဘာလို့မချမ်းသာလဲခိုးစားလို့မချမ်းသာရှင်းလားအဲ့တော့တမ္မာအာဇီဝနဲ့နေထိုင်စားတော့တာနဲ့မတရားသဖြင့်နေထိုင်စားတော့ဘယ်ဟာချမ်းသာလဲရှင်းသလားဟိဒါဖြင့်ခင်ဗျားတို့တို့ရယူသိမ့်ပိုက်လို့သူကချမ်းသာလားစွန့်လွတ်ဘိတ်ကနိုင်သူကချမ်းသာသလားအလိုလောဘကြီးသူကချမ်းသာလားရောင်ရဲတင်းတိမ်သူကချမ်းသာသလားစည်းစိမ်ဥစ္စာမပေါ်ခြင်းနေပါစေရိုးရိုးလေးပဲစားပါမယ်ရှင်းသလားတမ္မာအာဇီဝနဲ့အာကုသို့ကင်းတဲ့အစာပဲစားမယ်ဆိုရင်အေးချမ်းမှုရှိမရှိမျက်သီးစံကြောက်ကငုံအတွက်အကောင်းဆုံးပါဖြစ်တယ်အစာအာဟာရ
ရှင်းသလားအန္တရာယ်လည်းကင်းတယ်ဘေးလည်းရှင်းတယ်ဒီပေါ်မှာငါရောင်ရဲတင်းတိမ်နေတဲ့အတွက်သူ့မှာလောဘဒေါသတွေဖြစ်သလားကြီးပါလို့ပိန်နေတယ်ဆိုလောဘလည်းကြီးတယ်ဒေါသလည်းကြီးတယ်ဟောလောဘကြီးရင်ဒေါသကြီးတာမှတ်ထားလောဘကြီးရင်ဒီလူတယောက်အလိုမကျတာတွေများလာပြီဆိုသူလိုချင်တာတွေများနေလို့ရှင်းလားသူပြောလာတယ်ဒီလိုတော့လောဘမရှိပါဘူးဗျာတဲ့ဒေါသလေးကြီးတာတကူပါပဲဟမ်ဒေါသရဲ့အရင်ကံကဘာလို့လဲလောဘဖြစ်ချင်တာတွေရချင်တာတွေလိုချင်တာတွေများနေလို့စိုးရင်ကြောင်းကြပြပါရတဲ့မဖြစ်ဘူးလားအဲ့တော့ကြီးကံဘာလို့မဝကလေးမေးရင်လောဘဒေါသအာကြီးလို့ရှင်းသလားဘာဖြစ်လဲလောဘဒေါသအာကြီးလို့အဲ့တော့ခင်ဗျားတို့ကြီးလို့နေမလားငုံလို့နေကောင်းတာရွေးပြောနေဟမ်ကျင်တတ်ကြလားအဲ့တော့ငုံလို့ဖြစ်ဖို့ဆိုတာဒီတိုင်းအလိုလိုဖြစ်သွားမှာလားလေ့ကျင့်ယူရမှာလားလောဘကြီးတဲ့စိတ်တွေဖယ်ရှားပြဒေါသကြီးတဲ့စိတ်တွေမတ္တမအာဇီဝအလုတ်တွေကျင်တတ်ကြလားဘသူတရားပြက်ပြက်ဘသူသေးသေးငါတေမာပြီးရောဆိုတဲ့အကျင့်တွေကိုဖယ်လိုက်ပါရှင်းသလားဘသူတရားပြက်ပြက်ဘောမပြက်ပါစေနဲ့အဲ့တော့အေးချမ်းတဲ့အစာကိုစားရင်ချမ်းသာမှုရှိမရှိဒီနေ့အတွက်ဒါလက်ဆောင်ပါပဲကြီးလို့မဖြစ်စေနဲ့ရှင်းလားအေးရောက်ရင်တစိမ့်စိမ့်လေးတွေးပြီးငါလူပြီးသားအောင်ဘာမဖြစ်เสียကြီးလို့မဖြစ်စေကြီးလန့်စားစားမစားပါနဲ့သူများဥစ္စာမတရားပြုသူသည်အမြဲတမ်းကြီးလန့်စားစားနေရ၏သူတစ်ပါးပစ္စည်းမတရားလိုချင်သူသည်ကြီးလန့်စားစားနေရ၏ရှင်းသလားဒါဖြင့်သမာအာဇီဝလောက်ကင်စားရင်မကောင်းလားဒါဖြင့်ငါတို့ကိုးကွယ်တာဘာဘာသာလဲဘုရားဘာသာဆိုတာဘယ်သူစကားနားထောင်အောင်ပါလဲကဲဒီနေ့ကစပြီးဘုရားဘာသာဝင်အစ်စ်ဖြစ်အောင်ကြိုးစားတဲ့မကြိုးစားတဲ့အဲ့တော့ဘုရားသားတော်သမီးတော်ဖြစ်အောင်ယင်ထဲမှာဘယ်သူဆုံးမကိန်းရမလဲရှင်းတယ်ပြီနော်အဲ့တော့ပေါ်ပေါ်ဆာဆာနေကြမလားဘုရားဆုံးမတိုင်းရှင်းကြမလားအခုလောကကြီးဟာကောင်းတာနဲ့ဆိုးတာဘယ်ရင်းများလဲအဲ့တော့ဘယ်သူတွေကြောင့်ဆိုးတာများသွားတာတပည့်တော်တို့ကြောင့်ပါဗျာဖြေသိနေရတာဘယ်သူတွေကြောင့်ဆိုးတာများသွားတာလဲခင်ဗျားတို့ကိုယ့်ကိုယ်ကိုကောင်းပြီလို့အာမခံနိုင်တဲ့လူပါသလားမပါနိုင်တဲ့လို့ဆိုးနေတာပေါ့ဗျရှင်းလားတော့ကမှကောင်းသူနဲ့မကောင်းသူဘယ်ရင်းများလဲမှန်တဲ့လူနဲ့မမှန်သူဘယ်သူကထက်ရောက်လဲလောကကြီးစိုးနေတာမမှန်တဲ့လူတွေကြီးပဲရှင်းလားအဲ့တော့မမှန်တဲ့လူတွေဘာလို့ကြီးစိုးနိုင်တာလဲမေးရင်တပည့်တော်တို့ကိုကမကောင်းလို့ရှင်းလားသဘောပေါက်သလားဒါဖြင့်ဘယ်သူကိုယ်တိုင်ပြင်ရမှာကိုလက်ညှိုးထိုးဒီလက်ညှိုးထိုးအပြစ်ပြောနေရမလားကိုအပြစ်ကိုကြည့်ရမှာရှင်းတယ်တော့အဲ့ဒါဘယ်သူလိုကြလဲဒီတရားမှန်မမှန်ဘယ်သူတရားပြက်ပြက်ဘယ်သူမပြုမိမိမှုပြောဘယ်သူမပြုကောင်းခြင်းဆိုခြင်းကဘယ်သူပေါ်မှာမူတည်လဲရှင်းတယ်နော်ဒါဖြင့်ဒီနေ့ရေလိုက်ငားလိုက်ပဲနေသွားကြမလားကောင်းအောင်ပြင်ကြမလားကောင်းပြင်မယ်ဆိုတတိချာဝရိယဆိုင်ပညာနဲ့ကြည့်လောဘမကြီးကြပါနဲ့ရှင်းတယ်နော်ဒေါသမကြီးကြပါစေနဲ့လမ်းလဲနှစီဆုံးရတယ်ငါဖြစ်အောင်ဆောင်ပေးမယ်ကိစ္စမရှိခဏလေးကွာပြေးလဲအောင်လုပ်ပါမယ်ဖဲအောင်ဖယ်မလားမဖယ်ဘူးလားမင်းဖယ်ငါဖယ်ဘယ်ကောင်းဟမ်ကိုယ့်ဘက်ကပြေးလဲအောင်လုပ်ပေးပါမယ်ငါဘက်ကပဲဝန်နေပါနေလို့ပါလေလုပ်မယ်ငါဖြစ်အောင်လုပ်ပေးမယ်ခဏလေးကွာဆိုတော့ကိုယ့်ဘက်ဝန်ပါတာမြင်အနေပါစေနေပါစေသူ့ဘက်ကလုပ်မယ်ဆိုတာပြီးမသွားဘူးလားမလုပ်တော့လဲကိုယ့်အကိုဖြစ်အောင်လုပ်မယ်ရှင်းတယ်နော်ရှင်းတတ်ကြလားတော့လောဘဒေါသအလိုလိုက်ရမှာလားလောဘဒေါသကင်းအောင်နေရမှာလားအလိုလိုကင်းမှာလားကင်းအောင်ကျင့်ယူရမှာလားဒါဖြင့်တတိထာဝရိယဆိုင်ပညာနဲ့ကြည့်ဘသူကိုဘသူကြည့်မှာလဲကြီးလန့်စားစားမဖြစ်စေနဲ့နော်နောက်တစ်ခါရွာလာရင်လူတွေပြုံးပြုံးရွှင်ရွှင်နဲ့ရဲရဲရင်းရင်နေတာပဲတွေ့ချင်တယ်ဘသူမှကြောက်เสียမလိုဘူးရှင်းသလားကဲဒါဖြင့်သူတော်ကောင်းတို့သတိဟောဒီခန္ဓာကြီးကကိုယ်ခန္ဓာကိုပိုင်သလား
သူတော်ကောင်းတို့ရှိနေတဲ့ခန္ဓာပိုက်သလားမပိုင်တဲ့ခန္ဓာကြီးကိုအာကုသိုလ်နဲ့ရှာကျွေးကြမလားကုသိုလ်ရအောင်လုပ်ကြမလားခင်ဗျားတို့ဘလောက်ကောင်းအောင်ထားဒီကောင်ကသိမှာပဲရှင်းသလားတိုက်ကြီးနဲ့ထားလဲသိမှာပဲကားလေးနဲ့ပို့ပေးလဲသိမှာပဲကောင်းပေးဆိုတာတွေစားလဲသိမှာပဲဒါဖြင့်အကုသိုလ်အလုပ်ပြီးတော့အသက်မွေးကြမလားကုသိုလ်ဖြစ်အောင်နေကြမလားအဲ့တော့လူဖြစ်ခိုက်လူပြည့်မရှုံးစေနဲ့သာသနာရှိခိုက်သာသနာနဲ့တွေ့ကြနတ်အောင်ကြိုးစားရှင်းကြလားသူ့လိုမဖြစ်စေနဲ့ဗါတယ်ကြီးလိုမဖြစ်စေနဲ့ကြီးလန့်စားစားအဖြစ်ကလွတ်အောင်ကြိုးစားကြစို့ရှင်းကြလားအဲ့တော့ဒီခန္ဓာကြီးရခဲ့ကချမ်းသာသလားဆင်းရဲသလားဘာသစ္စာသိတဲ့ဉာဏ်ကနိုင်ငံသစ္စာနဲ့မမကန်ကန်လာရင်ဒီဘက်ကလောဘဒေါသမောဟဆိုတဲ့မတ္တမအာဇီဝတွေနဲ့ရှာကျွေးတဲ့လုပ်တွေလုပ်ပါအောင်မလားလွဲမားတဲ့အကျင့်တွေကျင့်ပါအောင်မလားမကျင့်ရင်သေတာကသမုဒိယသစ္စာတွေကတော့နောင်ဒုက္ခတွေလာပါအောင်မလားအကြောင်းကောင်းတော့အကြောင်းမှန်တော့အကြောင်းစင်ကြယ်တော့ဒါဖြင့်နောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအေးကဲတော့သစ္စာလေးချက်တစ်ပြိုင်တည်းကြိုက်မှသာလျှင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်စားသောတတိမလျှော့သောဇွဲလုံးလာကိုလက်ကင်ထားပြီးတော့သာသနာနဲ့တွေ့ကြိုက်မှာသာသနာနဲ့တွေ့ကြိုးနှက်အောင်ကြီးလို့မဖြစ်ကြပါစေနဲ့လို့ဆန္ဒပြုခြင်းဒီညဒီမြနဲ့နာကြစို့